တာရင်ပြည့်သူရဲ့လိုရဲ့တကူကြောင့်အမွေပြက်ပြီးကျွေးမကိုတမင်ရင်လိုအမွေပေးမဲ့အကြောင်းကိုရုံဖွင့်လာတဲ့ခင်လိုက်မိဘဆိုတာတာသမီဘက်ကအမြဲတမ်းကောက်ွယ်ရတည်ရမယ်ဆိုတဲ့အစင်လာဟန်တွေကိုရိုက်ချိုးပြီးကိုကျင့်တရားတွေကိုရှေ့တန်းတင်ပြခဲ့တဲ့လူရှင်တော်ခလိုင်ရဲ့လိုရဲ့တကူကတော့ပရိသေထားပြောစရာဖြစ်နေပါတယ်အထူးသဖြင့်ခင်လိုက်ဟာရောရှင်ထဲမှာပရိသေတွေကိုပျော်ရွှင်အောင်လုပ်ပေးတတ်သူဖြစ်တယ်လို့အပြစ်မလေးစိတ်ထားကောင်းသူအဖြစ်လူတွေကအတိမတ်ပြုကြတာဖြစ်ပါတယ်အစာပိုင်းမှာတော့ခင်လိုက်ရဲ့သမီးဖြစ်သူဒဇင်ထူးမြင့်ရဲ့ comment တစ်ခုကနေဒဇင်ခင်လိုက်ဟာသူရဲ့တာရင်အကြီးဆုံးသားကိုဥပဒေအကြောင်းအရာပါအမွေပြတ်ဆွလွန်လိုက်ပြီးဆွဲသတင်းတက်လာခဲ့တာဖြစ်ပါတယ်။တချို့ကလည်းခင်လိုက်သားကသဘောမတူတဲ့မိမကိုယူလို့အမွေပြတ်လိုက်တာဆိုပြီးနောက်ဆက်တွဲပြောကြတာဖြစ်ပါတယ်။ဒီတင်ထွက်လာခြင်းမှာပဲဆိုရှယ်မီဒီယာပေါ်မှာဝေဖန်မှုတွေကများပြားခဲ့ပါတယ်။ခင်လိုက်ကိုအဆင့်တန်းခွဲခြားလာကျွေးမကဆင်းရဲလို့သဘောမတူပဲတောင်းနှင်ထုတ်တာလားဆိုပြီးမတိနောင်လေသူတွေကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။တကယ်တော့အမှန်တရားကလူတွေထင်ကြေးပေးနေရတဲ့လုံးဝစန့်ကျင်ပဲပါပဲ။ကလန်ရလူတန်းစားခွဲချတဲ့သူမဟုတ်တဲ့ပြန်သားဖြစ်သူကသူချစ်တဲ့မင်းလေးနဲ့လက်ထက်ချင်တယ်လို့ပြောကြတဲ့ကမိသားဖသားပြီးပြီးကိုရိုင်းတောင်းရန်လက်ထပ်ပေးကြတာဖြစ်ပါတယ်။ကလန်ချွေးမဟာလည်းတာမန်မိသားစုလေးကဆိုပေမဲ့လူရှင်တော်ကလန်ကတော်ဘောတူပေးခဲ့တာဖြစ်ပါတယ်။ကလိုင်းရဲ့အကြီးဆုံးသားဟာအဲဒီချွေးမလေးမဆုမွန်အောင်နဲ့မြေမလေးနဲ့ယောက်ျောင်းရထားပြီးသားဖြစ်ပါတယ်။ဒါမဲ့ပြဿနာရဲ့အစားတော့တာပြည့်သူဟာစနီးနဲ့ကလေးတွေရှိနေပါလေနဲ့အိမ်တော်ပေါ်တစ္ဆာမရှိဘဲနောက်တဲ့မင်းလေးတယောက်ကိုပါထမှန်ယူခဲ့တာကြောင့်ဖခင်ဖြစ်သူခင်လိုက်ကဘလို့မှလက်မခံနိုင်တော့ပဲအမွေပြန်ဆွလွန်လိုက်တာကိုလာကန်ရှိပြီလို့သိရပါတယ်။ခင်လိုင်အတွက်တော့ဒါခက်ခဲတဲ့ရွေးချယ်မှုတစ်ခုပါ။တစ်ဖက်မှာကိုရဲ့တွေ့တာရင်ကြားတာရင်တစ်ဖက်မှာတော့မတရားမှုကိုခံစားလိုက်ရတဲ့ကျွေးမနဲ့မြေလေးတွေဖြစ်နေတာဖြစ်ပါတယ်။ခင်လိုင်ကတော့တာတမင်တဲ့အမှန်တရားကိုပဲရွေးချယ်ခဲ့ပါတယ်။မိမိရဲ့တာရင်ကိုဥပဒေအကြောင်းအရဆွလွန်ရတယ်ဆိုတာဖခင်တရားအတွက်စိတ်မကောင်းစရာဖြစ်ပါတယ်။ဒါမဲ့လူရှင်တော်ခင်လိုင်ရဲ့အမှန်တရားကိုလက်ခံနိုင်တဲ့တတိယတော့တကယ်ကိုလေးစားစရာပါ။အန်အိုဖို့ကောင်းပြီးလေးစားဖို့ကောင်းတာကတစ္ဆာဖောက်ခံလိုက်ရတဲ့ချွေးမလေးကိုခင်လိုင်ကပြစ်မထားခဲ့ရပါဘူး။သားကသာတစ္ဆာဖောက်ရင်ဖောက်မယ်ငါတော့ငါချွေးမပေါ်တစ္ဆာမဖောက်ဘူးဆိုရဲ့စိတ်ဓာတ်နဲ့ချွေးမကိုတမင်းရင်တယောက်လိုတတ်မှတ်ပြီးအမွေစားအမွေခံပြက်တရဝဲမွေစားကအိမ်ပေါ်မှာပဲထားပြီးပြုစုဆောင်ရှောက်နေတာဖြစ်ပါတယ်။ဒါမြမလူဖွဲ့စီမှာတွေ့ရခဲ့တဲ့တကယ်ကိုမြင့်မြတ်တဲ့ရခမကောင်ဖခင်ကောင်စိတ်တက်ပါပဲ။များသောအားဖြင့်ကျွေးမဆိုတာသစိမ့်လို့တတ်မှတ်လေးရှိကြပေမဲ့ခလိုင်းကတော့အိမ်တော်တကူပြိုကွဲသွားချိန်မှာအကူရမဲသွားတဲ့ကျွေးမနဲ့မြေလေးတွေအတွက်ခိုင်မာတဲ့မတ်တိုင်တကူအပြည့်ရက်တီးပေးခဲ့တာပါအထူးသဖြင့်လူတယောက်ရဲ့တန်ဖိုးဟာအမျိုးမျိုးတွေအပိုင်းဆိုင်မှုတွေတက်သူကိုင်းဆွဲထားတဲ့ကိုကျင့်တရားပေါ်မှာပဲမူတည်ရဲဆိုတော့ခလိုင်းကလက်တွေ့ပြသသွားခဲ့တာပါအနုပညာလောကမှာနာမည်ကျော်ကြားမှုတွေတဲ့ဂုဏ်သိက္ခာကသာထောက်ရရှန်တန်နေမှာဖြစ်ပါတယ်အခုဆိုရင်ပရိသတ်တွေဟာခင်လိုင်းကိုတာမန်နုပညာရှင်တယောက်ဟာတာလူရှင်တော်တယောက်ချက်ပို့ပြီးလေးစားစရာကောင်းတဲ့ဖခင်ချေတယောက်ဖြစ်မြင်တွေ့နေကြပြီဖြစ်ပါတယ်။ခင်လိုင်းဟာသူ့ရဲ့တာရင်ကိုတော့အမားလို့မညာတာပဲလူကြီးလူကောင်းပြီးသားစားဆုံးဖြတ်ခဲ့တဲ့အတွက်အခုဆိုရင်လူရှင်တော်ခင်လိုင်းဟာအကယ်ဒမီဆုရဲ့ထက်တာလွန်တဲ့ပရိသတ်ရဲ့လေးစားမှုကိုရရှိသွားခဲ့ပါပြီ။ခင်လိုင်းလိုစိတ်ထားမျိုးသားမိဘအတိုင်းရခမတိုင်းမှာရှိခဲ့မယ်ဆိုရင်မတရားမှုတွေနဲ့ပြည့်နေနေတဲ့အိမ်တော်ကြီးပြဿနာတွေဟာဒီတမကရောနေသွားမှသိချပါပဲ။ပရိသတ်တို့ကရောတာရင်ကိုဆွလို့ပြီးချွေးမကိုတမင်ဖြင့်ဝေစားကြတဲ့ခင်လိုင်းရဲ့ပြတ်သားတဲ့စိတ်ဓာတ်ပေါ်ဘယ်လိုမြင်ကြလဲဆိုတာပြောပြခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာဆယ်လူပညာရှင်တွေအကြောင်းများကိုချိန်တစ်ပြည့်ညတင်ဆက်ပေးဦးမှာဖြစ်လို့တည်တည်သောဗီဒီယိုတင်နာမလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနားချက်ပြီးခေါင်းလုံးလေးခွင့်လေးနေထားပေးကြပါအောင်ရှင်။ပရိသတ်တွေအားပေးကြည့်ရှုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။